software run နဲ့ပိုင်းနေ customer order မှာတဲ့အပိုင်းတွေမှာသူကလုံးဝစမ်းတစ်ပြီးတော့မာလို့လည်းကောင်းတဲ့အဆင်ပြေတဲ့အချိန်တိုတင်းမှာအလုပ်တွေကပြီးမြောက်တဲ့အတွက်ကြောင့်မို့မင်္ဂလာပါရှင်အခုတစ်ပတ်မှာတော့ Galaxy ရဲ့ Cafe POS software ကို2023ခုနှစ်ကနေယနေ့အချိန်ထိဆိုင်ခွဲပေါင်း3ဆိုင်မှာအောင်မြင်စွာအသုံးပြုနေတဲ့ Beerbyte Bar and Restaurant မှာ software အသုံးပြုနေတဲ့အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတော့တွားရောက်မေးမြန်းမှာမို့ညီမနဲ့တူတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါရစေရှင်မင်္ဂလာပါကိုဟုတ်မင်္ဂလာပါညီမပထမဆုံးအနေနဲ့အကိုရဲ့နာမည်လေးနဲ့ဒီ Beerbyte Bar and Restaurant မှာအကိုတာဝန်ဆောင်ရနေတဲ့အပိုင်းကိုမိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ဗျကျွန်တော်နာမည်ကတော့ခွန်စံအောင်ပါကျွန်တော်တော့ဒီ Beerbyte စမ်းချောင်းမှာ hot waiter အနေနဲ့ကျွန်တော်စားပစ်ပိုင်းမှာတာဝန်လုပ်ဆောင်နေပါတယ်ဗျဟုတ်ကဲ့ပါရှင်အကိုတို့အနေနဲ့ညီမတို့ရဲ့ Cafe POS software ကိုအသုံးပြုလာတာ2023ခုနှစ်ထဲရဆိုတော့အခုဆိုရင်2နှစ်တောင်ရှိခဲ့ပြီပေါ့နော်ဆိုတော့ဒီ2နှစ်တာကာလအတွင်းမှာညီမတို့ရဲ့ software ကအကိုတို့ရဲ့ဒီလုပ်ငန်း process တွေမှာဘယ်လောက်ထိအထောက်အကူပြုတယ်ဆိုတဲ့အကြောင်းလေးပါသိပြရစေရှင်ကျွန်တော်ဒီနှစ်တာအတွင်းမှာပေါ့နော်ဒီ Cafe POS software အသုံးပြုတဲ့အချိန်ကတော့ဘယ်လိုမျိုးလဲဆိုရင် customer မှာတဲ့ order တွေကိုကျွန်တော်ကဒီ normal တိုင်းဆိုရှုပ်ထွေးခတ်နေရဗျာဒီရဲ့ Cafe POS software ကျတော့ဒီ item တွေခွဲတဲ့ညမှာရိုးရှင်းပြီးတော့မြန်ဆန်တဲ့အတွက်ကြောင့်မလို့ customer order မှာတဲ့ညမှာကျွန်တော်ကမြန်မြန်ဆန်ဆန်ရှာဖွေပြီးတော့တိတိကျကျပို့နိုင်တယ်နောက်တစ်ခုအားသာချက်ကျတော့ဘာဖြစ်သွားလဲဆိုတက်ဆိုင်ရာ department တွေကျွန်တော်ကပို့တဲ့ချိန်ကျရင်တီးပဲနံပါတ်နဲ့ဒီမှာတဲ့ဟင်ဖွဲ့ကိုကျွန်တော်ကတိတိကျကျမြန်မြန်ဆန်ဆန်နဲ့ပို့နိုင်တဲ့အတွက်ကြောင့်မလို့ဟင်းပွဲရလဲတိတိကျကျထွက်လာတယ်လာပို့တဲ့ဟပ်ပါလေးရလဲဒီတတ်မှတ်ထားတဲ့တေဘယ်ကိုတတ်မှတ်ထားတဲ့ဟင်းပွဲကိုကျွန်တော်တို့မြန်မြန်ဆက်ဆန်နဲ့ပို့နိုင်တာပေါ့နော်မှန်မှန်ကက်ကက်နဲ့ပြီးလုပ်ငန်း operation run တဲ့နေရာမှာလဲကျွန်တော်ကပြေးလွှားနေစရာမလိုဘဲနဲ့ software လေးတစ်ခုတုံးပြီးတော့ကျွန်တော်ကလျင်မြန်မြန်ဆန်စွာနဲ့မှာနိုင်တယ်customer အတွက်ကလည်းလျင်မြန်နဲ့ဝန်ဆောင်မှုတွေရတယ်ပေါ့အဲ့ဒါတော့ကျွန်တော်ဒီ Cafe POS software ရဲ့အားသာချက်ကြောင့်မလို့ကျွန်တော်ဒီလုပ်ငန်း run တဲ့နေရာမှာတော်တော်လေးအဆင်ပြေခဲ့ရကြနှစ်နှစ်အတွင်းမှာဟုတ်အကိုတို့အနေနဲ့ညီမတို့ Cafe POS software ကိုစတင်အသုံးပြုတဲ့အချိန်ဒီဆက်လက်လုပ်တဲ့အချိန်မှာရောဘယ်လိုအခက်အခဲလေးရှိခဲ့လဲပေါ့နော်ဆိုတော့ဒီအခက်အခဲလေးတွေကိုကော Galaxy ဘက်ကနေပြီးတော့ဘယ်လို supporting လေးရရှိခဲ့လဲဆိုတဲ့အကြောင်းလေးပါမျှဝေပေးပါအောင်ရှင်ဟုတ်အခက်အခဲတွေအနေနဲ့ကြတော့ထွေထွေတူပြောစရာမရှိဗျဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီ Cafe POS software ကိုစသုံးပြီဆိုတာနဲ့ဒီ software run တဲ့ပုံစံတွေ item ခွဲတဲ့ပုံစံတွေတော့service အဖွဲ့ကနေပြီးတော့ training ပေးရပါတော့တခုခုဖြစ်လာခဲ့တယ်ဆိုရင်တော့မှအခက်အခဲပေါ့နော် online ကနေဆက်သွယ်လိုက်အောင်လည်းဒီ service အဖွဲ့ကနေလာပြီးတော့ကျွန်တော်တို့အမြန်ဆုံးဝန်ဆောင်မှုပေးရဗျာအဲဒါကြောင့်မို့အခက်အခဲမရှိစေဘဲနဲ့ကျွန်တော်တို့ဒီနောက်ပိုင်းမှာကောင်းကောင်းလေးဒီ operation ပိုင်းမှာ run ပြီးတော့အဆင်ပြေစေရပါတော့နော်အကိုတို့ရဲ့လုပ်ငန်းမှာညီမတို့ရဲ့ Cafe POS software ကိုအသုံးပြုပြီးရဲ့နောက်ပိုင်းမှာအရင်ကထက်ပြည်လဲစေခဲ့တဲ့အချက်ကလေးကိုပြောပါဆိုရင်ရောဘယ်လိုအချက်တွေဖြစ်နိုင်မလဲရှင်ကိုဒီ software တွေမပေါ်ခင်မှာဆိုကျွန်တော်က manual နဲ့ run ရတယ် manual နဲ့ run ရတဲ့အချိန်ကျတော့ဘာဖြစ်လဲဆို customer တပွဲမှရင်တပွဲကိုပြေးပြောရတယ်နှစ်ပွဲမှရင်နှစ်ပွဲကိုပြေးပြောရတယ်အဲ့ဒါကြီးအဆင်မပြေဘူးပေါ့နော်အဆင်မပြေတဲ့အချိန်ကျမှကျွန်တော်က software တစ်ခုကို join လိုက်တယ်ဒါပေမဲ့ software တစ်ခုကို join လိုက်တဲ့အချိန်မှာလဲကျွန်တော်ကအဆင်မပြေဘူးအဲ့နဲ့ software ကိုတိတ်မတုံးရဲဘူးအဲ့ချိန်မှာကျွန်တော်တို့ဒီ Cafe POS software ကနေပြီးတော့လာမိတ်ဆက်ပြီးတော့ဒါကိုကျွန်တော်ကတုံးကြည့်ကြရတယ်ပေါ့တုံးကြည့်တဲ့အချိန်ကျတော့အဆင်ပြေလာတယ်အဆင်ပြေတဲ့အချက်ကျတော့သူက3ချက်ရှိတယ်တီးကြတယ်မြန်ဆန်တယ်နောက်တစ်ခါကျတော့စမ်းတစ်တယ်ဒီရဲ့အချက်တွေကြောင့်မို့ဒီ Cafe POS software ကကျွန်တော်တို့ရဲ့ဒီ operation run တဲ့နေရာမှာလုံးဝအဆင်ပြေစေရဗျဟုတ်ညီမတို့ရဲ့ Cafe POS software ကိုအသုံးပြုဖို့စိတ်ဝင်စားနေတဲ့လုပ်ငန်းရှင်ကြီးတွေအတွက်ဆိုရင်ရောအခုအနေနဲ့ဘယ်လိုမျိုးလေးအကြံပေးချင်ပါသလဲရှင်လုပ်ငန်းရှင်တွေအတွက်အကြံပြုပေးရမယ်ဆိုရင်တော့ဒီ software ကကြတော့ဝန်ထမ်းတော်တော်များများအတွက်ကိုအဆင်ပြေစေတယ်။နောက်တစ်ခါကျတော့ဘယ်လိုမျိုးလဲဆိုရင်တီးကြတယ်မြန်ဆန်တယ် run မဲ့ကလေးတွေအတွက်ကိုလည်းကျွန်တော်ကအချိန်တိုတွင်းမှာ train ပေးလို့ရတယ်။ operation တစ်ခုလုံးကိုဒီ software နဲ့ထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်မို့လုပ်ငန်းရှင်တွေအတွက်ကြတော့လုံးဝမရှိမဖြစ်တုံးတက်တယ်လို့ကျွန်တော်ကတော့အကြံပေးချင်တယ်ဗျ။ဒါအပြင် Beerbyte Bar and Restaurant မှာတာဝန်ရှိသူတူဦးဖြစ်တဲ့ကိုခွန်းစံအောင်ကိုမေးမြန်းပြီးတဲ့နောက်ပိုင်းမှာတကယ် operation မှာလက်တွေ့အသုံးပြုနေတဲ့ညီမလေးတယောက်ကိုလည်း software အသုံးပြုရတဲ့အတွေ့အကြုံလေးတွေနဲ့ပတ်သက်ပြီးတော့တွားရောက်မေးမြန်းမှာမို့လို့ဆက်လက်ကြည့်ရှုပေးဖို့ဖိတ်ခေါ်ပါရစေရှင်မင်္ဂလာပါညီမလေးမင်္ဂလာပါဟုတ်ကဲ့ညီမလေးရဲ့နာမည်လေးနဲ့ဒီ Beerbyte Bar and Restaurant မှာညီမလေးတောင်းယူဆောင်ရွက်နေတဲ့အပိုင်းကိုမိတ်ဆက်ပေးပါအောင်ရှင်ညီမနာမည်ကတော့ယဉ်ကျေးပြီပါရှင်ညီမအခုလက်ရှိ Beerbyte Bar and Restaurant မှာ customer service ပိုင်းမှာတောင်းယူဆောင်ရွက်နေပါရှင်ညီမလေးအနေနဲ့အမားတို့ရဲ့ Cafe POS software ကိုအသုံးပြုတဲ့အချိန်မှာ software ကအသုံးပြုရတာကောလွယ်ကူရလားရှင်ဟုတ်ကဲ့အခုလက်ရှိညီမတို့ software အသုံးပြုနေတဲ့အချိန်မှာပေါ့နော် software ကရိုးရှင်းတယ်လွယ်ကူတယ်ပြီးတော့အချိန်ကုန်လဲတက်တာအတွက်အဆင်ပြေပါရှင်Cafe POS software ကိုအသုံးပြုပြီးတဲ့နောက်ပိုင်းမှာညီမလေးအနေနဲ့ဆိုရင်ကောဘယ်လိုအချက်တွေကပိုလွယ်ကူမြန်ဆန်စေခဲ့တယ်ဆိုတာလေးပါသိပြရစီရှင်
ကဲ့ညီမတို့အခု cafe POS software ကိုအသုံးပြုရခါမှာပေါ့နော်အဲ့လို customer ရဲ့ order တင်တဲ့ခါကြလို့ရှင် item တွေကို category ခွဲထားတဲ့အတွက်လွယ်ကူလင်မြန်စွာတင်ပေးလို့ရရရှင်ပြီးသွားလို့ရှင်လည်းဒီမျိုး customer ရဲ့စိတ်တန်းကြောက်ဖြစ်အောင်လို့ customer မှားတဲ့ဟာမျိုးကို item အောက်မှာပဲတစ်ခါတည်း tablet ထဲမှာပဲ remake ရေးလိုက်ရုံနဲ့တဲ့တပတ်မဲ့နေရတည်ရဲ့အတွက်ကြောင့်ညီမတို့လူကိုယ်တိုင်တွားရောက်စရာမလိုဘူးပေါ့နော်အဲ့ဒီအတွက်လည်းအချိန်ကုန်တက်တာစီရဲ့ရှင်ဟုတ်အခုလိုမျိုးလည်းလည်းကိုအသုံးပြုလို့ရတဲ့ software ကြောင့်ညီမတို့ဘက်ကနေပြီးတော့လိုမျိုး customer ကို service ပြန်ပေးရတဲ့အခါမှာလည်းနှောင့်နှေးကြမ်းကြာမှုတွေမရှိဘဲနဲ့အရင်ကတည်းကပို့ပြီးတော့လည်းလည်းကိုမမြန်ဆန်ဆန်နဲ့ service ပို့ပေးလို့ရခဲ့ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးညီမတို့ရဲ့ Cafe POS software ကိုအသုံးပြုပြီးတော့ရရှိလာတဲ့အတွေ့အကြုံတွေကိုအချိန်ပေးပြီးမျှဝေပေးတဲ့အကိုနဲ့ညီမလေးကိုလည်းညီမတို့ Galaxy ကနေကျေးဇူးတင်ပါတယ်ရှင်အကိုတို့ရဲ့ဒီ Beer Bite Bar and Restaurant လည်းဒီထက်ပိုမိုပြီးဆိုင်ပွဲတွေဖွင့်လှစ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်ဟုတ်ကဲ့ပါကျွန်တော်ကလည်းခုလိုမျိုးကျွန်တော်တို့အများပြည်သူအကျိုးရှိအောင်ပေါ့နော်လုပ်ငန်းပိုင်းတွေမှာအကျိုးရှိအောင်တွင်ကြအောင်ခုလိုမျိုးCafe software POS software အတွက်ကိုရှင်းပြခွင့်ပေးရတဲ့အတွက်လည်းကျွန်တော်တို့ Beer Bite ကနေလည်းကျေးဇူးတင်ပါတယ်ခင်ဗျ